season ya ale jangda jangdu nya kosa G6023 G8B010 G8B015 ka azani ko စိုက်ပျိုးခဲ့သည့်မျိုးစိနှင့်ငြိမ်းချမ်းရေးပဲနိုင်ခေါင်းစဉ်ဖြင့်ဟောပြောတင်ဆက်ပေးပါရန်ဖိတ်ခေါ်အပ်ပါတယ်ရှင်။လေးစားအပ်ပါသောဆရာဆရာမများအားလုံးမင်္ဂလာပါရှင်။ဒီနေ့ကျမတင်ဆက်မည့်ခေါင်းစဉ်မှာအာဇာနည်ကိုစိုက်ပျိုးခဲ့သည့်မျိုးစိနှင့်ငြိမ်းချမ်းရေးပဲနိုင်ဖြစ်ပါတယ်။ချစ်ခင်ရပါသောပရိသတ်အပေါင်းတို့ရှင်မြေကြီးအောက်မှအမြင့်တွယ်ပြီးကြီးထွားလာတဲ့မျိုးစိလေးတစ်စီးဟာအချိန်တန်တဲ့အခါလူအများကိုအေးအေးပေးနိုင်တဲ့တစ်ပင်ကြီးတစ်ပင်ဖြစ်လာသလိုပဲလူကောင်းတွေရဲ့ကောင်းမြတ်တဲ့စိတ်ဓာတ်နဲ့အနစ်နာခံမှုတွေဟာလည်းလူဆက်တွေအတွက်အဖို့တန်တဲ့အမွေအနှစ်တွေဖြစ်လာပါတယ်။ကျမတို့ယူသေးလေးစားရတဲ့ပူချိုးအောင်ဆန်းနဲ့အာဇာနည်ကောင်းဆောင်ကြီးတွေဟာရဲရင်ချင်းတာရီတက်ချင်းနဲ့မိမိကိုယ်ကျိုးအတက်ချက်အများအကျိုးကိုဦးစားပေးခြင်းဆိုတဲ့အာဇာနည်စိတ်ဓာတ်မျိုးစိတွေကိုလက်တွေ့ပြသစိုက်ပျိုးပေးခဲ့ကြပါတယ်။ထို့ကြောင့်အာဇာနည်နေ့ကိုအောက်မေ့ခြင်းဆိုတဲ့တမိုင်းဝင်ရဲ့တစ်ခုကိုရိုးရိုးမှတ်သားရုံနဲ့မဟုတ်ပဲသူတို့ခြံထားခဲ့တဲ့စိတ်ဓာတ်ကောင်းတွေကိုနားလည်ပြီးမိမိတို့ရဲ့နေ့စဉ်ဘဝမှာလက်တွေ့ကျင့်သုံးဖို့ဖြစ်ပါတယ်။ယခုတင်ဆက်မှုမှာအာဇာနည်တို့စိုက်ပျိုးခဲ့တဲ့မျိုးစိရဲ့အနက်အတိတ်ပဲသူတို့ဆုံးလို့ပေးဆက်မှုတမိုင်းအကြောင်းနဲ့ကျွန်ုပ်တို့ရှောင်လန်းရမယ်ငြိမ်းချမ်းရေးပန်းနိုင်အကြောင်းကိုဆက်လက်တင်ပြပေးသွားပါမယ်ရှင်။ကျမတို့မြန်မာနိုင်ငံဟာကိုထီးကိုနယ်နဲ့ဝင်ထက်စာရပ်တည်ခဲ့ရတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ဒါပေမဲ့1885ခုနှစ်တတိယအင်္ဂလိပ်မြန်မာစစ်ပွဲအပြီး1886ခုနှစ်မှာမြန်မာနိုင်ငံဟာဗြိတိသျှကိုလိုနီလက်အောက်ခံဘဝသို့လုံးလုံးမြတ်လာကျရောက်ခဲ့ပါတယ်။နယ်ချဲတွေဟာကျမတို့ရဲ့နိုင်ငံစံကျွတ်တိရေနံစတဲ့တဘာဝပြန်စားသားတွေကိုလဝက်ကြီးအုပ်ထုတ်ယူပြီးပြည်သူတွေကိုနှစ်ပေါင်း56နှစ်တိုင်ဖိနှိပ်ချုပ်ချယ်ခဲ့ကြပါတယ်။ဒီလိုဖိနှိပ်ချုပ်ချယ်ကြတဲ့ကနေသခင်အောင်ဆန်းဦးဆောင်တဲ့ရဲဘော်သုံးကျိတ်ဟာမျိုးချစ်စိတ်သက်ဖြင့်စစ်ပညာကိုသင်ယူကမလူလက်ရေးတက်မတော် BIA ကိုဖွဲ့စည်းပြီး1942ခုနှစ်မှာဗြိတိသျှတွေကိုတိုက်ထုတ်ခဲ့ပါတယ်။ဒါပေမဲ့ဗြိတိသျှတွေထွက်သွားပြီးနောက်မှာလည်းကုညီမယ်လို့ကတိပေးထားခဲ့တဲ့ဂျပန်တွေဟာတိုင်းပြည်အာဏာကိုဆက်လက်သိမ်းပိုက်ကပုံမှုဆိုးရတဲ့ဖက်စစ်စနစ်နဲ့ဖိနှိပ်ခဲ့ပြန်ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းဟာတက်မတော်ကိုအစစ်စစ်ကြောင်းလဲဖွဲ့စည်းပြီး1944ခုနှစ်ဩဂုတ်လ19ရက်နေ့မှာဖက်စစ်စန့်ကျင်ရေးပြည်သူ့လူလက်ရေးအဖွဲ့ဖဆပလာကိုတည်ထောင်ခဲ့ကတိုင်းရင်းသားပြည်သူအလုံးနဲ့ပူးပေါင်းပြီး1945ခုနှစ်မတ်လ29ရက်နေ့တက်မတော်နေ့မှာဂျပန်ဖက်စစ်တွေကိုအပြီးတိုင်းတိုက်ထုတ်ခဲ့ပါတယ်။ဂျပန်ထွက်သွားပြန်တော့လေဗြိတိရှတွေဟာရန်ကုန်မြို့ကိုပြန်လည်သိမ်းပိုက်ပြီးစစ်အုပ်ချုပ်ရေးနဲ့ထပ်မံဖိနှိပ်ခဲ့ပြန်ပါတယ်။ဒီချိန်မှာတော့မြန်မာခေါင်းဆောင်တွေဟာစစ်ပွဲတွေရဲ့ဆိုးကျိုးကိုသိမြင်တဲ့အတွက်လက်နက်ကင်စစ်ပွဲထက်ဆွေးနွေးမှုလမ်းစဉ်ကိုရွေးချယ်ပြီးလွတ်လပ်ရေးကိုငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြပါတယ်။အဲ့ဒီကြိုးပမ်းမှုတွေကြောင့်1948ခုနှစ်ဇန်နဝါရီလ29ရက်နေ့မှာမြန်မာနိုင်ငံကိုလွတ်လပ်ရေးပေးဖို့လမ်းကြောင်းဖွင့်ပေးခဲ့တဲ့အောင်ဆန်းအီတလီစာချုပ်ကိုချုပ်ဆိုနိုင်ခဲ့ပါတယ်။ထို့နောက်တောင်တန်းနဲ့ပြည်မှမကွဲမပြားစီးလုံးညီညွတ်စွာလွတ်လပ်ရေးရဖို့အတွက်1948ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှာပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံတဲ့တမိုင်းဝင်ပင်လုံစာချုပ်ကိုအောင်မြင်စွာချုပ်ဆိုခဲ့ကြပါတယ်။ဒါအပြင်မြန်မာနိုင်ငံရဲ့ပထမဆုံးသောဖွဲ့စည်းပုံအခြေခံဥပဒေ1940ကိုလည်းအောင်မြင်စွာရေးဆွဲနိုင်ခဲ့ပါတယ်။ဒီဥပဒေမှာအခန်း15ခန်းပါပြီးနိုင်ငံသားတိုင်းရဲ့တန်းတူညီမျှရပိုင်ခွင့်လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်ဆန္ဒမဲပေးခွင့်ပူးပေါင်းဆောင်ရွက်ခွင့်တရားမျှတတဲ့ဥပဒေအဆောင်အရှော်ရပိုင်ခွင့်အစရှိတဲ့နိုင်ငံသားအခွင့်အရေးနဲ့အတူပြည်ထောင်စုတည်မြဲဖို့အုပ်ချုပ်ရေးစနစ်တွေဥပဒေတွေကိုအသေးစိတ်ထည့်သွင်းခဲ့ပါတယ်။ဒီလိုနဲ့လွတ်လပ်ရေးရဖို့စိတ်အားထက်သန်စွာဆွေးနွေးနေကြတဲ့1948ခုနှစ်ဇူလိုင်လ19ရက်နေ့မှာတော့နေချက်လက်ပါစီမတမလို့တစုရဲ့လောက်ကျန်မှုကြောင့်ကျမတို့ရဲ့ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်ခေါင်းဆောင်ကြီးတွေတည်ဆုံခဲ့ရပါတယ်။သူတို့ရဲ့မစွန့်မနစ်ပေးဆက်မှုတွေကြောင့်ဒါ1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာမြန်မာနိုင်ငံဟာတရားဝင်လွတ်လပ်ရေးရရှိခဲ့တာဖြစ်ပါတယ်။နားဆင်သူတို့ရှင်ကျမတို့ရဲ့ခေါင်းဆောင်တွေဟာနိုင်ငံလွတ်လပ်ရေးအတွက်ဘလောက်ပေးဆက်ခဲ့ရတယ်ဆိုတာကျမတို့ထင်ထင်ရှားရှားတွေ့မြင်နိုင်ပါတယ်။ညပြလာတဲ့ပြည်သူတွေခေါင်းဆောင်တွေဟာသူတို့ရဲ့အသက်တွေသွေးတွေချွေးတွေကိုမငတ်ကပ်ဖဲကျမတို့နိုင်ငံအတွက်ရင်းနှီးမြှုပ်နှံပေးခဲ့ကြပါတယ်ရှင်။အကြိမ်ကြိမ်ဖိနှိပ်ခံရပေမဲ့ဇွဲမလျှော်ပဲနိုင်ငံလွတ်လပ်ရေးအတွက်အကြိမ်ကြိမ်ကြိုးစားခဲ့ကြပါတယ်။ဒီလိုရင်းနှီးမှုဒီလိုကြိုးစားမှုတွေဟာအလကားဖြစ်ဖို့မဟုတ်ဘူးဆိုတာကျမတို့သိထားရပါမယ်ရှင်။သူတို့ရဲ့ရဲဝဲမှုဇွဲလုံးလာတို့ကြောင့်မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးလမ်းကြောင်းတွင်အရေးကြီးသောခြေခံများကိုချမှတ်ပေးနိုင်ခဲ့ပါတယ်။ထိုကြိုးပမ်းမှုများသည်ယနေ့ကျမတို့အတွက်တန်ဖိုးရှိသောသမိုင်းဝင်တွေများဖြစ်နေပါတယ်။
အာဇာနည်ခေါင်းဆောင်ကြီးများသည်တိုင်းပြည်ကိုချစ်ခင်မြတ်နိုးခြင်းအများကျိုးကိုဦးစားပေးခြင်းနှင့်တာဝန်ယူတဲ့ခြင်းတို့ကိုလက်တွေ့ပြသခဲ့ကြပါသည်။ထိုစိတ်ဓာတ်များသည်ယနေ့လူငယ်များအတွက်အထူးယူသင့်သောရည်ချင်းကောင်းများဖြစ်ပါတယ်ရှင်။အာဇာနည်ခေါင်းဆောင်ကြီးတွေကိုကျိုးမငယ်ပဲသွေးချွေးအသက်တွေနဲ့စိုက်ပျိုးခဲ့ကြတဲ့တန်ဖိုးရှိသောမျိုးစိတ်သုံးစိတ်ကတော့လွတ်လပ်ရေးစီးလုံးညီညွတ်ရေးနဲ့တိုင်းပြည်ချစ်စိတ်တို့ဖြစ်ပါတယ်။ပထမမျိုးစိတ်လွတ်လပ်ရေးဆိုတာမိမိတို့ရဲ့အနာဂတ်ကိုမိမိတို့ကိုယ်တိုင်ဆုံးဖြတ်နိုင်ခြင်းဖြစ်ပြီးအလွန်အဖို့တန်တဲ့အတွက်အမြဲတမ်းကာကွယ်ဆောက်ရှောက်သွားရမှာဖြစ်ပါတယ်။ဒုတိယမျိုးစိတ်စီးလုံးညီညွတ်ရေးကတော့မတူကွဲပြားမှုတွေကိုလေးစားပြီးအချင်းချင်းပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကနိုင်ငံရဲ့အရေးပါလာတဲ့အင်အားအစစ်အမှန်ဖြစ်ပါတယ်။တတိယမျိုးစိတ်ကတိုင်းပြည်ချစ်စိတ်ဖြစ်ပါတယ်။တိုင်းပြည်ချစ်စိတ်ဆိုတာစကားလုံးတွေနဲ့မဟုတ်ဘဲမိမိတို့ရဲ့တာဝန်ကိုကောင်းစွာထမ်းဆောင်ခြင်းပညာသင်ယူခြင်းနဲ့လူမှုပတ်ဝန်းကျင်ကိုအကျိုးပြုခြင်းဖြင့်လက်တွေ့ဖော်ပြရမယ့်အရာဖြစ်ပါတယ်။ယနေ့ကျမတို့လူငယ်တွေဟာအာဇာနည်တို့ခြံထားခဲ့တဲ့ဒီမျိုးစိတ်တွေကိုဆက်လက်ရှင်သန်အောင်ထိမ့်သိမ်းဆောက်ရှောက်ရမယ့်သူတွေဖြစ်ပါတယ်။အာဇာနည်တို့စိုက်ပျိုးခဲ့တဲ့မျိုးစေ့တွေကနေဖူးပွင့်လာရမယ့်အဓိကပန်းနိုင်ကတော့စစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်ပါတယ်။ငြိမ်းချမ်းရေးဆိုတာစစ်ပွဲတွေမရှိုံသာမကလူတိုင်းတဦးနဲ့တဦးနားလည်လေးစားခြင်းမတူကွဲပြားမှုတွေကိုလက်ခံနိုင်ခြင်းနဲ့လုံခြုံအေးချမ်းစွာအတူရှင်တွဲနေထိုင်နိုင်ခြင်းဖြစ်ပါတယ်။အနာဂတ်နိုင်ငံတော်ကိုတည်ဆောက်မဲ့ယနေ့ကျောင်းသားလူငယ်တွေအနေနဲ့အာဇာနည်တွေတမိုးထားတဲ့အချက်၄ချက်ကိုလိုက်နာကျင့်သုံးသွားရပါမယ်။ပညာကိုစူးစမ်းသင်ယူခြင်းပညာတတ်ပြီးအရေးချင်းရဲ့လူငယ်တွေဟာနိုင်ငံတည်ဆောက်ရေးရဲ့အဓိကအုံပြန်မှုထားပြီးမိမိတို့ရဲ့တန်းအတွက်တာဝန်ယူရခြင်းတည်ခြင်းတငယ်ချင်းမတူကွဲပြားတဲ့အရေးပါတယ်ရိုးသားမှုနဲ့ကျင့်ဝတ်ကိုထိန်းသိမ်းခြင်းအာဇာနည်ကောင်းဆောင်ကြီးများကဲ့သို့ရိုးသားဖြောင့်မတ်ပြီးအကျင့်စာရိတ္တကောင်းမွန်စွာနေထိုင်နိုင်ခြင်းဖြစ်ပါတယ်ကျမတို့ဟာအတိတ်မှာသင်ခန်းစာယူပြီးလက်ရှိအချိန်တွင်မိမိတို့လုပ်နိုင်သည့်အရာများကိုကောင်းမွန်စွာဆောင်ရွက်သင့်ပါတယ်အချင်းချင်းလေးစားခြင်းစီးလုံးညီညွတ်ခြင်းနဲ့တာဝန်ယူတတ်ခြင်းတို့ဖြင့်ပေါင်းလို့ရှင်အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့အစွမ်းအနစ်နာခံမှုတွေကြောင့်သာယနေ့ကျမတို့ဟာအေးချမ်းစွာပညာသင်ယူနိုင်ပြီးအိမ်မက်တွေကိုပုံဖော်နိုင်တာဖြစ်ပါတယ်။ဒါကြောင့်သူတို့ရဲ့ကျေးဇူးကိုတုံ့ပြန်တဲ့အနေနဲ့ပညာကိုစူးစမ်းသင်ယူမယ်။မိမိတာဝန်ကိုကျေပွန်စွာဆောင်ရွက်မယ်။စီကံလိုက်နာပြီးအချင်းချင်းစည်းလုံးညီညွတ်စွာကူညီလှုပ်ဆောင်ကြမယ်လို့ကတိပြုကြရအောင်ပါ။ငြိမ်းချမ်းရေးဆိုတာတဦးတည်းဖန်တီးလို့မရပါဘူး။ကျမတို့အားလုံးလက်ချင်းချိတ်ဆက်ပြီးတိဆောက်ရမှာဖြစ်ပါတယ်။ညီကုန်းချုပ်အနေနဲ့အာဇာနည်တို့စိုက်ပျိုးခဲ့တဲ့အဖို့တန်မျိုးစေ့တွေကိုမပြောက်ပြတ်စေပဲကောင်းမွန်တဲ့လက်တွေ့လုပ်ရက်တွေနဲ့ဆက်လက်ရှင်သန်စေပြီးအာဇာနည်တို့စိုက်ပျိုးခဲ့သောမျိုးစေ့ကိုထိမ့်သိမ်းကငြိမ်းချမ်းရေးပန်းနိုင်သူအတူတကွရှောက်လန်းကြပါစို့လို့ပြောကြရင်ကျမတို့ရဲ့တင်ဆက်မှုကိုဒီလောက်နဲ့ပဲညီကုန်းချုပ်လိုက်ပါမယ်ရှင်။အားလုံးကိုအထူးကျေးဇူးတင်ရှိပါရဲ့ရှင်။